မင်္ဂလာပါပရိသတ်ကြီးဘုန်းကြီးဒီနေ့မှာအကောင်းဆုံးတွန်းအားကစိတ်ပဲဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်စိတ်သာရှင်သောဘုရားဟောလို့မြတ်စွာဘုရားဟောထားတဲ့အတိုင်းအရာရာကိုစိတ်ကဥဆောင်တယ်ဥဆောင်တဲ့စိတ်ကတက်ကြွတဲ့စိတ်ထက်သန်တဲ့စိတ်ဖြစ်ရမယ်အဲ့တော့အလုပ်တစ်ခုလုပ်ရင်တော့အခက်ခဲဆိုတာရှိနေဘဝဆိုတာလေအခက်ခဲဆိုတာရှိမယ်အစအဆုံးအမြဲတမ်းအစဉ်ပြေးနေတဲ့ဆိုတဲ့သူတဘဝလုံးအစဉ်ပြေးနေတဲ့သူဆိုတာမျိုးကတော့မရှိဘူးတဘာဝတရားနဲ့ကံကြမ္မာတရားနဲ့ဆိုတာတွေကရှိနေတော့ကိုယ်အစိုးမရတဲ့အရာတွေနဲ့ရှင်တွဲနေကြတာဖြစ်တဲ့အတွက်ကြောင့်ကိုဖြစ်ချင်တဲ့အတိုင်းအမြဲတမ်းအစဉ်ပြေမှုကိုတော့ကြုံမှာမဟုတ်ဘူးဒါကြောင့်အခက်ခဲကြည့်လာရင်လည်းအဲ့အခက်ခဲကိုကြမ်းကြမ်းခံနိုင်တဲ့တတိမွေးရတယ်အဲ့တော့ဘဝဆိုတာရှင်သန်ဖို့လေတည်ဆုံးဖို့ဆိုတာကတော့တည်ခြင်းတိုင်ရင်တော့တည်မှာပေါ့လောလောဆယ်အသက်ရှင်တဲ့တုန်းကာလမှာအဓိပ္ပာယ်ရှိစွာရှင်သန်ဖို့ပဲအဲ့ဒီအဓိပ္ပာယ်ရှိစွာရှင်သန်တယ်ဆိုတဲ့နေရာမှာထိကနေရှိအရှုံးပေးလိုက်တော့မယ်ထိကနေရှိမတတ်နိုင်တော့ပါဘူးဆိုတဲ့စိတ်လျှော့ပလိုက်တာမျိုးကမလုပ်သင့်မဖြစ်သင့်ဆက်လျှောက်နေရတဲ့ဘဝမလျှောက်ချင်လဲလျှောက်ရမှာပဲလျှောက်ချင်လဲလျှောက်ရမှာပဲအဲ့တော့ဒီလိုမျိုးဆိုတော့လျှောက်တာချင်းအတူတူစိတ်တွန်းအားလေးနဲ့ပဲလျှောက်မှာပေါ့စိတ်တကြစရာကြုံတိုင်းတာမလုပ်တော့ပါဘူးဆိုပြီးတော့စိတ်လျှော့လိုက်ရင်ဘုန်းကြီးအများတန်းပြောသလိုပဲဘုန်းကြီးဘဝမှာမိဘတွေအကုန်ဆုံးရှုံးကိုမိဘဆုံးရှုံးအကုန်လုံးဆုံးရှုံးပါပြီဆိုမှတော့သူတို့နဲ့ပတ်သက်တယ်သူတို့မှရှိနေတဲ့စည်းစိမ်ကအစအကုန်ပါသွားတာဘာမှမရှိတဲ့တုံညာကနေစပါတယ်လို့အများတန်းဘုန်းကြီးပြောတယ်တတန်းကာလကြီးတစ်လျှောက်လုံးအဆင်ပြေတယ်ဆိုတာ3-4နှစ်ရှိသေးတယ်ဂျားရမှာရောက်အောင်သွားမယ်ဖြစ်အောင်လုပ်မယ်လုံနိုင်တာကိုလုံနေမယ်တေကမှတေရောဘယ်တော့မှမရက်ဘူးလို့ရှင်သန်နေတဲ့မြေစည်းကြောင်ပုံစံမျိုးဆက်လက်စည်းစင်းနေမယ်ရေသေးကြီးလို့မလုပ်ဘူးရေရှင်လိုပဲအမြဲတမ်းလှုပ်ရှားရုန်းကန်နေမယ်လို့ဆုံးဖြတ်ထားတာအဲ့တော့မှလည်းဘဝဆိုတာအတိတ်ပဲရှိတာအဲ့တော့အဲ့ဒီစိတ်နဲ့ပဲဘုန်းကြီးအခက်ခဲတွေအကုန်လုံးကိုကြော်ဖြတ်လာတာပဲနှစ်ပေါင်းများစွာကိုလည်းဒီစိတ်နဲ့ပဲကြော်ဖြတ်လာတာပဲပြဿနာမျိုးစုံကိုလည်းဒီစိတ်နဲ့ပဲရင်ဆိုင်လာတာပဲအဲ့တော့မြတ်စွာဘုရားဟောတဲ့စိတ်ဓာတ်တိဆိုတာလည်းဘာမဟုတ်ဘူးစိတ်ဆန္ဒပြင်းထားရတယ်အဲ့ဒီစိတ်ဓာတ်ကြံ့ခိုင်ခြင်းစိတ်ဓာတ်ပြင်းထားခြင်းကအမြဲတမ်းကိုယ့်ကိုယ်ကိုနှိုးဆော်ပေးနေရတာငွေလည်းမကုန်လူလည်းမပင်ပန်းမနဲ့စိတ်ကိုပဲအမြဲတမ်းနှိုးဆွပေးနေတာရအောင်လုပ်ဘယ်တော့မှအရှုံးမပေးနဲ့အခိုက်အတန့်အခက်ခဲရှိတော့လည်းပဲကြော်ဖြတ်နိုင်ရမယ်မကြော်ဖြတ်နိုင်ဘူးဆိုတော့မရှိစေရဘူးအရှုံးပေးပြီးတော့ရက်လိုက်တယ်ဆိုတာမရှိစေရဘူးရင်ဆိုင်သွားမယ်တေတဲ့ထိရင်ဆိုင်သွားမယ်တေတဲ့ထိတိုက်သွားမယ်အဲ့ဒီစိတ်တရားအားထုတ်တဲ့နေရာမှာလည်းဒီအတိုင်းပဲမရမချင်းမထဘူးတရားရမှသာထမယ်ဘုရားရှင်ကိုရောမြတ်ဘုရားပြတ်တာလည်းဒီအတိုင်းပဲဘုရားမပြတ်သေးပြီဒီနေရာကနေမထဆိုပြီးတော့အဲ့ဒီဆွဲအဲ့ဒီစိတ်ဓာတ်နဲ့အားထုတ်ခဲ့လို့မြတ်စွာဘုရားဖြစ်လာရဲ့လားဒီတော့တာမန်လူဆိုပြီးတော့ကိုယ့်ကိုယ်ရှော့မချလိုက်နဲ့လူတိုင်းမှာလုံနိုင်စွမ်းဆိုတာရှိပြီးသားလူတိုင်းမှာလည်းပဲသူလုပ်တဲ့အလုပ်တွေရဲ့ရလတ်ဆိုတာရှိလာမှကြီးပဲအစဉ်ပြေခြင်းအစဉ်မပြေခြင်းကိုယ့်ဘောမှာလူတွေကောင်းခြင်းမကောင်းခြင်းဆိုတာကိုယ်တယောက်တည်းကြုံတာမဟုတ်ဘူးအများကြုံတာအဲ့တော့ကိုယ်ကဒီစိတ်ကိုဘယ်တော့မှလျှော့ချဖို့မစင်စားလိုက်နဲ့အရှုံးတွေအများကြီးဖြစ်သွားမှာပေါ့စိတ်လဲတာနဲ့လူပါလဲသွားတာအဲ့စိတ်ကိုအများနဲ့ဘယ်တော့မှတေကတဲ့အထိအလဲမခံအဲ့ဒီစိတ်ဆောင်ထားတဲ့သူတယောက်တည်းကြီးမားသောပြဿနာကိုအသေးဖွဲလေးလိုကြော်ဖြတ်သွားနိုင်တယ်အသေးဖွဲပြဿနာလေးတွေဆိုရင်ပြဿနာလို့တော့မထင်ပဲကြော်ဖြတ်သွားနိုင်တယ်တဘာဝအတိုင်းပဲလို့ဒါလေးတွေဟာတာမန်ကြုံတွေ့နေကြအရာလေးတွေပဲလို့အဲ့ဒီလိုပေါ့ပေါ့ပါပါကြော်ဖြတ်သွားနိုင်တယ်
အဲ့တော့အကြီးမားဆုံးအရာတွေကိုတော့စိတ်ဆောင်ထားတဲ့သူသည်တာမန်သဘောထားပြီးတော့ကြော်ဖြတ်နိုင်ပါတယ်ဆိုတော့အရင်အရေးကြီးနေတာကကိုယ်စိတ်ဓာတ်မချသွားစေဖို့ပဲဘလောက်ခက်ခဲသည်ပြောပြောဘလောက်တည်တွင်းတဲ့ပဲရောက်နေသည်ပြောပြောစိတ်ကိုလျှော့မချလိုက်နဲ့အဲ့ဒါဘုန်းကြီးကိုတွေ့တွေနဲ့ရှင်ပြီးတော့ပြောတဲ့အားပေးစကားပဲဘယ်တော့မှစိတ်ကိုလျှော့မချလိုက်နဲ့အဲ့ဒီစိတ်ကိုတည်တဲ့အထီကိုကုသိုလ်အတွက်ဆိုလဲကုသိုလ်အတွက်တရားရဖို့အတွက်ဆိုလဲတရားရဖို့အတွက်လောကီအကျိုးတွေအတွက်ဆိုလဲလောကီအကျိုးအတွက်ဘယ်အတွက်ပဲအသုံးချအဲ့ဒီစိတ်ကိုအမြဲတမ်းခိုင်မာနေအောင်အဲ့ဒီစိတ်ကိုအမြဲတမ်းထပ်တန်နေအောင်နှိုးဆွာပေးပါကြိုးစားပါလို့ဘုန်းကြီးပြောကြတယ်ဘာသာရေးအလုပ်ကတော့မလုပ်လို့မဖြစ်ဘူးစိတ်တည်ငြိမ်နေဖို့ကတော့မလွယ်မသွေဒီစိတ်ခွန်အားလိုတာဖြစ်တဲ့အတွက်ကြောင့်ဘာသာရေးအလုပ်ကိုလည်းအမင်းမလျော်လုပ်ပါလို့မာရင်ဒီနေ့နေကုန်ချုပ်တယ်ကဘာသူကဘာသားပေါင်းအခက်အခဲမှန်သမျှကိုခိုင်မာတဲ့စိတ်ဓာတ်နဲ့ကြော်ဖြတ်နိုင်ပါစေအောင်မြင်နိုင်ပါစေ